အခုတော့သူမရဲ့ချစ်သူမရှိတော့ဘူးလေသူပါသူရှေ့ဘလို့ဆက်ရပါမလဲပူဆွေးမှုကြေကွဲမှုဝမ်းနည်းမှုလွမ်းဆွေးမှုတွေနဲ့သူမရဲ့ချစ်သူရဲ့နောက်ဆုံးခရီးတာယာဖြောင်ဖြူးစွာသွားဖို့ဘုန်းကြီးကျောင်းဆွန့်ကပ်ဖို့သွားလေတယ်ချစ်သူကောင်းရာရောက်ပါစေလို့ဆုတောင်းပြီးတန်တရားခရီးဖြောင်ဖြူးပါစေလို့သူမချစ်သူအတွက်ဒါနပြုမျှပေးဝေလေ၏နေငါရှိကထွက်သွားစမ်းငါတက်မိတော့မယ်သူမဖေဖေဟာသူမချစ်သူနဲ့သဘောမတူခါခါတီးတီးကန့်ကွက်နေတဲ့ကြားကသူမဖေဖေသမီးအဖြစ်ကစွန့်ပစ်တာခံပြီးသူမချစ်သူကိုမောင်းခိုးရလိုက်ခဲ့ပြီးလက်ထပ်ခဲ့ကြတယ်ချစ်သူနှစ်ဦးရန်ချစ်ကြတယ်ဒီကဘာမှာအပျော်ဆုံးချစ်သူနှစ်ဦးလို့ထင်မှတ်နေခဲ့ကြတာအခုတော့သူတယောက်ထဲထားသွားပြီသူမအိမ်ပြန်ရလမ်းအရင်လိုမတက်ကြတော့ပြီးအိမ်မှာသူ့ရိတ်တွေကြီးငါဘလို့နေရမလဲငါကိုမောင်မရှိရင်ငါမနေတတ်တော့ဘူးမရဲ့ချစ်သူကိုတတိယလျက်ငိုကြွေးလိုက်မိတယ်အတော်ကြီးတနာပါတယ်ဟာငိုကြွေးနေရှာတယ်ကွာငါတို့ညီကို၃ယောက်ဘလို့ကူညီရမလဲစူးစမ်းကြစမ်းကွာဟာဟိုမှာအကြံရပြီဘာများလဲကွာပြောစမ်းပါအောင်အေးဘာများလဲအဲ့ကလေးလေးကိုအတော်ကြီးလာရလမ်းသွားချပေးလိုက်မယ်လေအတော်ကြီးပူဆွေးမှုတစ်ခဏပြောက်လို့ပြောက်များပေါ့ပျော်ရွှင်တဲ့မိသားစုလေးဖြစ်ရောက်ရှိသွားလေတော့တယ်